ကြောရိုးစစ်တွေယိုရင်းပျက်စီးလာမှုကြောင့်ဖြစ်ပေါ်လာသောနာကျင်မှုဝေဒနာများကို spondylosis လို့ခြုံငုံပြီးတော့ခေါ်ကြပါတယ်။ spondylosis ဝေဒနာအများစုကကြောရိုးစစ်ရောင်ရမ်းခြင်းလို့ခေါ်တဲ့ spinal osteoarthritis ကြောင့်ဖြစ်တတ်ပေမဲ့အခြားသောအကြောင်းရင်းများကြောင့်လည်းဖြစ်နိုင်ပါတယ်။ကြောရိုးစစ်ရောင်ရမ်းခြင်းဆိုတာကအဓိကအားဖြင့်ကြောရိုးစစ်တစ်ခုချင်းစီတိုင်းကိုချိတ်ဆက်ထားတဲ့ facet joint ဆိုတဲ့နေရာကိုထိခိုက်တာကလည်းကြောရိုးစစ်ရောင်ရမ်းခြင်းကိုဖြစ်ပေါ်စေနိုင်ပါတယ်။ဒီ facet joint အစစ်ပေါ်မှာရှိတဲ့အရွတ်တွေပျက်စီးလာတဲ့အခါမှာအယိုးအချင်းချင်းပုတ်တိုက်မှုဖြစ်ပြီးတော့လှုပ်ရှားရခက်ခဲလာပါတယ်။ဒီလိုပုတ်တိုက်မှုတွေကြောင့် bone spur လို့ခေါ်တဲ့အယိုးအတက်များထွက်ပြီးအဲ့ဒီနားမှာရှိတဲ့အာရုံကြောကြက်သားနဲ့အရွတ်တွေကိုဖိမိတဲ့အခါမှာနာကျင်မှုကိုဖြစ်ပွားစေတာပဲဖြစ်တယ်။ဒီ facet joint အစစ်ပိုင်းဆိုင်ရာပြဿနာများကခါအောက်ပိုင်းမှာရှိတဲ့ spondylolisthesis လို့ခေါ်တဲ့ vertebrae ချော်ထွက်ခြင်းကိုလည်းဖြစ်စေနိုင်ပါတယ်။ဒီလို spondylolisthesis လို့ခေါ်တဲ့ vertebrae ချော်ထွက်ခြင်းက sciatic nerve ကိုပိမိတဲ့အခါခါတင်မမှတဆင့်ခြေထောက်ထိနာကျင်မှုကိုပြန့်ပွားစေတာပဲဖြစ်ပါတယ်။ဒီလိုနာကျင်မှုကိုပြန့်ပွားစေတာကိုခါကြောညှက်ခြင်း sciatica လို့လည်းခေါ်ပါတယ်။ facet joint နဲ့ vertebrae ကြားမှာရှိတဲ့ foramina လို့ခေါ်တဲ့နေရာလွတ်ကနေဖြတ်သွားတဲ့အာရုံကြောမြစ်ကြီးကိုဖိမိခြင်းဒါမှမဟုတ်ညှက်မိခြင်းကြောင့်ဖြစ်ပေါ်လာတဲ့နာကျင်မှုကို spinal stenosis လို့ခေါ်ပါတယ်။ထိုနေရာမှာအယိုးတက်ထွက်ခြင်းက spinal stenosis လို့ခေါ်တဲ့အာရုံကြောညှက်ခြင်းကိုဖြစ်စေတာပဲဖြစ်ပါတယ်။ spondylosis ကိုဖြစ်စေတဲ့အကြောင်းရင်းနောက်တစ်ခုကတော့ degenerative disc disease လို့ခေါ်တဲ့ disc ပြာယိုရင်းပျက်စီးခြင်းပဲဖြစ်ပါတယ်။ degenerative disc disease ဆိုတာကကြောရိုးစစ်ကြားမှာရှိတဲ့ disc ပြာပြဲခြင်းဒါမှမဟုတ်ပေါက်ခြင်းကိုပြောတာဖြစ်ပါတယ်။ disc ပြာယိုရင်းပျက်စီးမှုကြောင့်ဖြစ်ပေါ်လာတဲ့နာကျင်မှုက disc ကနဲ့အရင်းခံပြီးဖြစ်တတ်တယ်လို့ကြောရိုးလှုပ်ရှားမှုပုံသဏ္ဍာန်ပြောင်းလဲခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။နောက်ဆုံးတစ်ချက်အနေနဲ့ spondylosis ဆိုတာကတိကျတဲ့ယောဂအမည်လက္ခဏာတစ်ခုမဟုတ်ဘဲနဲ့ကြောရိုး disc ယိုရင်းပျက်စီးခြင်းနဲ့ဆက်ဆက်နေသောအထက်ပါယောဂလက္ခဏာများကိုဖော်ပြတဲ့အသုံးအနှုန်းတစ်ခုပဲဖြစ်ပါတယ်။ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပြီးသွားတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်ပိုင်းမှာလည်းပဲအယိုးစစ်ဝေဒနာများနဲ့ပတ်သက်တဲ့ဗဟုသုတဗီဒီယိုများကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် like and follow လုပ်ဖို့မမေ့ပါနဲ့။သင်ကိုယ်တိုင်ကသင်အတွက်ဆရာဝန်ဖြစ်တယ်။